ဒီဆက်ကလေးတွေကတော့ကျမတို့စီမှာဝေဖာကျွန်းလို့ခေါ်ပြီးနိုင်ငံသားမှာတော့ Pub Cereal လို့ခေါ်တဲ့မုတ်တွေထုတ်လုပ်ပြီးတဲ့ဇက်ပဲဖြစ်ပါတယ်။သူမှာအပိုင်း၃ပိုင်းခွဲပြီးတော့ပထမပိုင်းကတော့ပစ္စည်းတွေထဲတွေအပိုင်းပါဝေဖာတွေပြုလုပ်ဖို့အတွက်အဓိကလိုအပ်တဲ့ပါဝေပစ္စည်းကတော့ပြောင်းမှုစိတ်တွေပါဒါပေမဲ့ပြောင်းမှုစိတ်တွေအပြင်တခါလေပဲတွေကောက်ငင်းဆန်တွေကြုံတွေပါထည့်ပြီးကြိတ်လေးရှိပါတယ်။တခြားဓာတုစိမ်းရောင်တွေမထည့်သလိုအရသာကိုပြပြင်ပေးနိုင်မဲ့အရသာမုတ်တွေအချိုတက်ကဲမဲ့တကြားတွေတကာရည်တွေလည်းမထည့်ပါဘူး။ဒါကြောင့်အရသာကတဘာဝအတိုင်းမပြုတ်ပြင်ပဲပုံမှန်ပဲထွက်မှာဖြစ်ပါတယ်။ဒုတိယပိုင်းကတော့ပါဝင်တဲ့ပစ္စည်းတွေကိုကြိတ်တာပါအပူချိန်ပေးပြီးကြိတ်ဆန်နဲ့ကြိတ်တယ်လို့ကြိတ်တာပါအမောင်းတွေလိုအဖတ်တွေလိုပုံစံတွေဖြစ်ပြောင်းလဲသွားတဲ့အထိကြိတ်ပါတယ်။ပါဝင်ပစ္စည်းတွေမှာရှိတဲ့အဆိုဓာတ်တွေဟာချက်ချင်းပဲအငွေ့အဖြစ်အမြန်ပြောင်းလဲသွားပါတယ်။ဒါကြောင့်ချောင်းသိမ်းနေတဲ့အလွန်ပါပါပြီးကျဆက်နေတဲ့ဝေဖာတွေကိုရရှိတာဖြစ်ပါတယ်။နောက်ပြီးချိန်လို့ရလာတဲ့အနည်းတွေကိုအချောင်းတွေဖြစ်အောင်ပုံသွင်းပြီးရယူပါတယ်။ဒါကတော့နောက်ဆုံးပိုင်းမှာပါ။ဆက်မှာတခါရေးပါတဲ့ပုံသွင်းတဲ့ပိုက်ချောင်းထဲကနေထွက်လာတဲ့အခါမှာဝေဖာပုံစံချောင်းလိုက်ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။အပူချိန်မြင့်မြင့်နဲ့ဆက်ထဲမှာဒီပါဝင်ပစ္စည်းတွေကိုလည်းပတ်စီပြီးရလက်အနေနဲ့ဝေဖာကျွတ်ခေါ်စီရီယယ်ရီယာရှိလာမှာတော့တယ်။သူရဲ့ပုံစံကတော့အဝါနုရောင်ဖြစ်ပေမဲ့လူညံမှုတော့မရှိပါဘူး။ခံရတာပေါ်ပါနေတဲ့မုံတစ်မျိုးပါ။အရသာကအနီးဆက်ဆုံးပြပြရင်ပရကာမုတ်တွေလိုမျိုးပါအချိုတက်အစီတက်ရဲလို့ပေါ်ပေါ်တင်မရှိပါဘူးအရသာကထူးခြားမှုမရှိပေမဲ့တဘာဝပစ္စည်းတွေနဲ့ဖန်တီးထုတ်လုပ်ထားတဲ့ဝေဖာဖြစ်လို့ကျမရဲ့ရှူထောက်အရလဲတခြားမတန့်ရှင်တဲ့အန်ဒီရဲ့မကင်းတဲ့မုတ်တွေထက်တော့စားသုံးဖို့အဆင်ပြေပါတယ်ရှင်